လူတွေကဒီ fermentation beverage ပေါ့နော်ကစောဖောက်တဲ့ရေတွေကိုတောင်းသုံးငါကြတာရှေ့နှစ်ပေါင်းများစွာရပေါ့နော်ဒီစခဲ့ရဘယ်လောက်ကစလဲဆိုတရုတ်နိုင်ငံမှာပေါ့နော်ကြီးရွာတရားမှာဒီ GO နော်ကြီးနှုတ်ထားတဲ့ O ဒီ OE မှာကတ်နေတဲ့ဒီ residue တွေပေါ့တေချာခွဲခြမ်းစိတ်ပြခြင်းခါကျတော့ဝိုင်းထဲတောက်ခဲ့ဘူးလေဆိုရဲအထောက်ထားပေါ့နော် BC 9000ခန့်ပေါ့နော်အခုဆိုရင်တော့9000အထောက်ထားနဲ့တရုတ်ပြည်ကစခဲ့တာပေါ့နော်ထားရတော့ဆိုရင်ဒီ fermentation ဖြစ်ပေါ်လာတဲ့အကြောင်းရရတယ်အချက်၃ချက်ရှိတယ်အဲ့ဒါကရေကြားရဲ့ yeast ကရေရဲ့ကြားဆိုရင်ဒါမှကြားပုံစံမျိုးရှိတယ်ပေါ့နော် glucose fructose maltose 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 လို့မျိုးကြားမျိုးရှိတယ်အဲ့ဒါတွေကို yeast ဆိုတဲ့လေထဲမှာပြန့်လွင့်နေတဲ့အနည်းဒီ insect တွေရဲ့ကိုယ်ပေါ်မှာအသီးတွေထဲမှာအမြစ်တွေထဲမှာyeast တဘာဝမှုတမျိုးပေါ့နော်အဲ့ဒါရှိတယ်အဲ့ဒါလေထဲမှာ airborne တော့လေထဲမှာပြန့်လွင့်နေတယ်သူတို့အချိုရှိတဲ့နေရာကိုရှောက်သွားပြီးတော့ရှာပြီးတော့ပေါ့နော်အဲ့ရှောက်စားတယ်ဒါပေမဲ့သူကရေရှိမှရေနဲ့ပျော်ဝင်နေတဲ့ချိုရည်တော့ဝင်ပြီးတော့အဲ့ yeast ကတကြားကိုစားသုံးတယ်တကြားဓာတ်ကိုပေါ့နော်စားသုံးပြီး CO2 လို့ခေါ်တဲ့ carbon dioxide နဲ့ alcohol ထုတ်လို့CO2 ကလေထဲတွင်သွားတယ် alcohol ကတော့ရေထဲမှာကျန်နေတယ်နော်ဒါမှမဟုတ်ကျွန်တော်ရွှေပြည်သားမှာရက်ချက်ဆက်ရုပ်ကိုသွားလို့ရှိရင်ကစောနန်လေးမှုေးနေပါတော့အဲ့လိုမျိုး yeast ကဒီ alcohol ကိုပြေးထုတ်လာရတာမှာအဲ့ဒီရေထဲမှာalcohol ပါဝင်မှုကတဖြည်းဖြည်းမြင့်တက်လာတယ်7 2 3 4 5 6 9 10 11 13လောက်မှာသူက fermentation ဖြစ်စဉ်ရပ်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီသူ yeast တွေစားသုံးပြီးထုတ်လွှတ်လိုက်တဲ့ဒီ alcohol ဓာတ်ကဒီ yeast လေးတွေကိုပဲပြန်သေးသွားစေပါတယ်အဲ့တော့13လောက်ထိ maximum ပြောတာပေါ့နော်13လောက်ထိ8-90လေးဖြစ်နိုင်တယ်ပေါ့နော်13လောက်ထိပဲခံနိုင်တယ်အဲ့လိုမျိုးတေသွားရှာတယ်ပေါ့နော် alcohol ကဘယ်လောက်ပြင်းလဲမပြင်းလဲဆိုရင်တော့သူ့ကိုထုတ်ပေးတဲ့ yeast လေးတွေတောင်ဒီ alcohol ဓာတ်မခံနိုင်မဲနဲ့တေတယ်ပေါ့နော်ပင်လေကူတန်းသွားလာတဲ့လူတွေကသူတို့ရဲ့ရေတသားစီတွေကိုအရက် brandy တမုတ်ပေါ့နော်ရက်ဖြူတန့်မှာရက်တမုတ်လောင်းထည့်ပြီးတော့မှုေထားပြီးတော့အဲ့လိုနေလိုက်ရင်အဲ့ဒီထဲမှာတခြားပိုးပေါင်းပိုးမွားတွေရေကြီးတွေမော်တွေမတက်ပဲတသန့်ရှင်းရှင်းနဲ့အရက်နံလေးတင်းတင်းလေးနဲ့တသန့်ရှင်းရေကိုတောက်ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီ wine တွေကိုအရက်လောင်းထည့်လိုက်မယ်ဆိုရင် brandy လောင်းထည့်လိုက်မယ်ဆိုရင် wine တွေကမပြတ်စီးတော့ပဲနဲ့ဒီအိုင်း45ဖြစ်သွားတယ်ပေါ့နော်ဟို wine ထဲမှာရှိတဲ့ပိုးလေးတွေသေသွားပြီးတော့ပျက်စီးအောင်လုပ်ပေးဖို့အတွက်မရှိတော့ဘူးနော်အဲ့တော့alcohol အဲ့လောက်ဒီအောင်စိတ်ပြင်းပါတယ်ဒါပေမဲ့လူတွေဘာလို့ခံနိုင်တာလဲအဲ့လောက်စိတ်ပြင်းထန်တဲ့ဟာပေါ့နော်ဘာလို့ခံလဲဆိုတော့ဘိုက်ထဲမှာလူတွေရဲ့ဘိုက်ထဲမှာဒီ alcohol နဲ့ပြင်းတဲ့ acid တွေရှိရနော်အဲ့တော့ဒီခေတ်မှာတော့ wine တွေက15 16လောက်ထိပြင်းအားကောင်းလာတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ဒီသိပ္ပံပညာရှင်တွေကဒီ wine ချက်တဲ့ခါမှာကြားတက်များတဲ့အတွက်အဲ့ဒီ alcohol ဓာတ်ကိုခံနိုင်တဲ့ yeast strain တွေကိုတီထွင်စမ်းသစ်တဲ့အတွက်အဲ့ဒီ yeast တွေကဒီ alcohol 15 16လောက်ထိကိုခံနိုင်တယ်ပေါ့နော်အဲ့တော့ yeast ဆိုတာဘယ်လိုမျိုးလဲလေထဲမှာပြန့်လွင့်နေတဲ့မှုတစ်မျိုးပေါ့နော်အဲ့ဒါတွေကိုလူတွေကဖမ်းပြီးတော့ nutrient ပေါ့nutrient ကျွေးပြီးတော့ကိုပိုင် yeast တွေကိုမျိုးပွားလာတယ်နော်ဒီနိုင်ငံခြားရက်ချက်စံတွေဆိုရင်ကိုပိုင် yeast နဲ့ပဲမျိုးကောင်းမျိုးတန် yeast နဲ့ပဲချက်ကြတာပေါ့နော်ရက်ချက်တာပေါ့အဲ့လိုနဲ့ alcohol တွေဖြစ်လာတယ်ဥပမာထန်းရည်အချိုရည်ကြတာအချိုရည်ပဲမနေ့ကကြံတဲ့ထန်းရည်ဂျိုးရဲ့လေထဲမှာလာတဲ့ yeast တွေနဲ့ပေါင်းပြီးတော့ကစောဖောက်တယ်ပေါ့နော်ကစောဖောက်တဲ့ခါကျတော့ကစောဖောက်ခြင်း alcohol fermentation ကဒီနေပြင်းလေပေါ့နော်သူ့ရဲ့အလုံးလုံးမှုပုံမြန်လေပေါ့နော်အဲ့တော့နေကြော်လာပြီဆိုလို့ရှိရင်ဒီထိုင်းရင်ပင်ဆိုနေကြော်လိုက်ဆိုအမြုပ်စီစီနဲ့ပို့ပြီးတော့ဖြစ် alcohol ဖြစ်နေရတယ်ပေါ့နော်အားကြောင့်မို့ရာသီဥတုအေးလေးနဲ့fermentation လုပ်မယ်ဆိုရင်တော့ကြာတယ်ဘက်တီးရီးယားပိုးတွေမဝင်နိုင်ဘူးရတာပိုကောင်းတယ်ပေါ့နော်ဒါတော့ပိုးတူတာဖြစ်ကြတာပါအဲ့လိုနဲ့ fermentation တွင်ညာဘာတွေရှိမလဲဆိုရင်ဥရောပမှာလည်းစပစ်ပင်တွေထွန်းကားတဲ့ခါကျတော့စပစ်ဝိုင်းကနေဝိုင်းချက်တယ်ပေါ့နော်ဒါအဓိကတော့ပြည့်ရည်ဆိုရင်ဝိုင်းပေါ့နော်ကျွန်တော်တို့မြန်မာပြည့်ရည်ဆိုတော့ကျွန်တော်နိုင်ငံပြည့်ရတော့တနည်းရည်ထန်းရည်ခေါင်းရည်เนาะဒါတွေကပြည့်ရည်ခေါ်တော့ပြည့်ရည်ဆိုတာတန်းတောက်လို့ရတယ်ဖြော်ပြီးသွားရင် brewery လုပ်နေတာပေါ့တန်းတောက်လို့ရဘီယာလို့ဟာမျိုးပေါ့နော်ဝိုင်းလို့ဟာလို့ထန်းရည်ခေါင်းရည်တနည်းအဲ့ဒါပြည့်ရည်ပေါ့နော်ရက်ချက်တဲ့ဒီရည်ကြပြီးစိန်ရည်လို့ခေါ်တော့မြန်မာခေါ်တော့ခေါ်စိန်ရည်ကစောရည်ဆိုရင်တော့အကုန်လုံးပေါ့နော်စိန်ရည်ကချင်းစုံနဲ့ချင်းတူတူမူပြီးတော့စကားလို့ပေါ့နော်တချို့လည်းရက်ချက်တော့မဆောင်နိုင်တော့တောက်မူပြီးတော့ဆိုတဲ့သဘောမျိုးပေါ့နော်ကျွန်တော်ဝိုင်းနေလဲချင်းသွားပြီဆိုရင် alcohol ကျန်သေးတယ်ဆိုတော့တောက်တော့ချင်းတူတူမူပြီးတော့ပေါ့နော်အဲ့တော့အဲ့ဒီပြည်လို့ပဲဒါကြောင့်မို့ဒီနိုင်ငံမှာပြည်ရည်လိုင်စင်ဆိုတာကဝိုင်းတို့ဒလီရည်ထန်းရည်ပြီးရဒါတွေရောင်းလို့ရတယ်ရက်ပြင်းတင်လို့မရဘူးနော်ပြည်ရည်ပေါ့အဲ့တော့ပြည်ရည်ဆိုတာက
တန်းတောက်လို့ရတဲ့ beverage ပေါ့နော်အဲ့ဒါ